ကြောက်ဖြုံသီးကိုအာရှနိုင်ငံတွေမှာအများဆုံးတွေ့ကြရပါတယ်။ကြောက်ဖြုံသီးဟာသဘာဝအားဖြင့်အနံ့အရသာကောင်းပြီးဗီတာမင်ဓာတ်တွေအများဆုံးပါဝင်နေပါတယ်။ကြောက်ဖြုံသီးထဲမှာအများဆုံးပါဝင်နေတဲ့ဗီတာမင်ဓာတ်တွေကတော့ဗီတာမင် A, C, E တို့ဖြစ်ပါတယ်။ကြောက်ဖြုံသီးထဲမှာပပိန်းလို့ခေါ်တဲ့အန်ဇိုင်းပါဝင်လို့အစာချေဖျက်မှုအားကိုအလွန်အမတန်မှကိုကောင်းစေပါတယ်။အဲဒါကြောင့်မလို့ကြောက်ဖြုံသီးဟာအစာမကြေသူများအတွက်အထူးသင့်တော်၍ကောင်းမွန်ပါတယ်။ကြောက်ဖြုံသီးထဲမှာပါဝင်နေတဲ့ fiber, potassium, antioxidant ဓာတ်တွေကြောင့်သွေးတိုးရောဂါ၊နှလုံးရောဂါအန္တရာယ်ကိုလျှော့ချပေးနိုင်ပါတယ်။ကြောက်ဖြုံသီးထဲမှာ antioxidant တွေများစွာပါဝင်ပြီးအရေပြားအိုမင်းခြင်းကိုနှေးကွေးစေပါတယ်။ကြောက်ဖြုံသီးဟာအရေပြားအမဲဆက်နဲ့အဆီပြန်ခြင်းတွေကိုလျော့စေနိုင်ပါတယ်။ကြောက်ဖြုံသီးထဲမှာပါဝင်တဲ့ lycopene, beta carotene စတဲ့အရာဝတ္ထုတွေက cell ပျက်စီးခြင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်နှုတ်ကင်ဆာ၊ဥမာကြီးကင်ဆာအန္တရာယ်တွေကိုလျှော့ချပေးနိုင်စေပါတယ်။ကြောက်ဖြုံသီးကိုအစာအဖြစ်စားမယ်ဆိုရင်ဥလန်းချောင်းထဲမှာရှိနေတဲ့ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ကြောက်ဖြုံရွက်ကိုသွေးတိုးရောဂါနဲ့ပေါင်6နာတချို့မှာသွေးဖျားချိန်အတွက်သဘာဝဆေးဖြစ်သုံးကြပါတယ်။ကြောက်ဖြုံဆေးကိုအရေအတွက်အနည်းငယ်တောက်စားမယ်ဆိုရင်အစာချေအားကိုကောင်းမွန်စေပြီးတော့ပိုးမွှားတောက်ဆေးဖြစ်သုံးနိုင်ပါတယ်။ကြောက်ဖြုံသီးကိုအလွန်များစွာတော့မစားသုံးသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကြောက်ဖြုံသီးကိုအလွန်ကျွံစားသုံးလိုက်မယ်ဆိုရင်အစာကြေဖြတ်မှုကိုအလွန်အင်မတန်မှဖြစ်စေပြီးတော့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ဝမ်းလျှောခြင်းကိုဖြစ်ပေါ်စေနိုင်လို့ဖြစ်ပါတယ်။ကိုဝင်ဆောင်မိခင်တွေအတွက်ကတော့ကြောက်ဖြုံဆေးနဲ့ကြောက်ဖြုံရွက်တွေကိုမစားသုံးသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ကြောက်ဖြုံဆေးနဲ့ကြောက်ဖြုံရွက်တွေဟာတရေသားကိုထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။အလွန်ချိုတဲ့ကြောက်ဖြုံသီးကိုစီးချိုယောဂရှိသူများကတော့တတိထားပြီးစားသုံးသင့်ပါတယ်။ကြောက်ဖြုံသီးဟာအစာချေဖျက်မှုအားကိုကောင်းစေပြီးအရေပြားအလှပနှလုံးသွေးကြောကျန်းမာရေးကင်ဆာကာကွယ်နိုင်စွမ်းအထိအကျိုးကျေးဇူးများစွာရှိပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်အထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲရပ်နားပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။ဒီဗီဒီယိုကိုအားပေးကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။